မင်္ဂလာပါခင်ဗျာ The Readership Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကမ္ဘာအဆိုးရွားဆုံးပထဝီအနေအထားကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်ခုဘာသာရေးစစ်ပွဲတွေနဲ့နယ်မြေအငြင်းပွားမှုပြည်ပခါတွေကိုတမိုင်းတလျှောက်ကြုံတွေ့ရမှုအများဆုံးနိုင်ငံအမိတ်အာဏာနဲ့အုပ်ချုပ်မှုကိုလက်မခံတဲ့လူနေမှုစနစ်စွန့်ဦးတီထွင်သူတွေနဲ့စင်စက်မပြတ်တီထွင်ကြံစသူတွေကိုအားပေးကြီးမြောက်လေးရှိတဲ့နိုင်ငံသားတယောက်အနေနဲ့ပညာရေးမှတ်တမ်းထဲစစ်မှုထမ်းခဲ့တဲ့မှတ်တမ်းကသာပိုအရေးကြီးတဲ့နိုင်ငံအဲ့ဒီနိုင်ငံဟာကမ္ဘာနိုင်ငံပေါင်း195နိုင်ငံရှိတဲ့အထဲမှာဘယ်နိုင်ငံဖြစ်မယ်ထင်မှန်းတယ်လေဟုတ်ပါတယ်ပြည်သက်တွေထင်ထားတဲ့နိုင်ငံမှာပဲအစ္စရေးနိုင်ငံပဲဖြစ်ပါတယ်အစ္စရေးနိုင်ငံရဲ့အကျယ်ဝန်းဟာစတူယန်ကီလိုမီတာ2500လောက်သာရှိပြီးတော့ဧရိယာရဲ့ထက်ဝက်လောက်ဟာလည်းမြေစီမြေဩဇာညံ့ပြီးစိုက်ပျိုးလို့မရတဲ့အသက်ခံရရတွေသာဖြစ်ပါတယ်။တနိုင်ငံလုံးဧရိယာရဲ့90%လောက်ဟာလည်းမိုးကောင်ရေရှားတဲ့နေရာဒေသတွေဖြစ်ပါတယ်။ဒီလိုဆိုးရွားတဲ့ပထဝီအနေအထားကိုပိုင်ဆိုင်ထားပေမဲ့လည်းနိုင်ငံရဲ့စီးပွားရေးကိုတော့ဟန်တားနိုင်စွမ်းမရှိပါဘူး။ဒီလိုဆိုရင်အသက်ခံရတဲ့ကအစ္စရေးနိုင်ငံကိုကမ္ဘာထိပ်တန်းနိုင်ငံတစ်ခုဖြစ်အောင်မြင်စေခဲ့တဲ့လျှို့ဝှက်ချက်ကဘာဖြစ်မယ်ထင်ပါသလဲ။တူတူနဲ့လိုရင်းပြောရရင်တော့နိုင်ငံသားတွေဟာအမိန့်တွေအာဏာတွေနဲ့အုပ်ချုပ်ခြင်းကိုလက်မခံတဲ့စရိုက်မြင်မာတဲ့ပညာရေးရရှိမှုနဲ့အစိုးရနဲ့လူကြီးပိုင်းတွေကစွန့်ဦးတီထွင်သူတွေကိုအားပေးချီးမြှောက်လေးရှိခြင်းနဲ့ရှုံးနိမ့်မှုကိုလက်ခံနိုင်ခြင်းစတဲ့အချက်တွေကြောင့်ဖြစ်မယ်လို့ဆိုရမှာဖြစ်ပါတယ်။အစ္စရေးနိုင်ငံမှာအရွယ်ရောက်ပြီးအသက်18နှစ်ပြည့်ပြီးသူလူငယ်တွေဟာစစ်မှုထမ်းဆောင်ကြရပါတယ်။ဘာကြောင့်လဲဆိုတော့အစ္စရေးနိုင်ငံဟာနိုင်ငံထူထောင်ပြီး1948ခုနှစ်ကစလို့စစ်ပွဲတွေနဲ့နဗန်းလုံးနေရတာကြောင့်ပါ။ဒါပေမဲ့တခြားနိုင်ငံကစစ်တပ်တွေနဲ့မတူတဲ့အချက်ကတော့အစ္စရေးစစ်တပ်ထဲမှာထိပ်ပိုင်းခေါင်းဆောင်ကနေအောက်ခြေတပ်သားထိဟာဒန်းလူကြီးများပုံစံမျိုးနဲ့ပြောဆိုဆက်ဆံလို့ရပါတယ်။ဒါဟာအစ္စရေးစစ်တပ်ထဲသာမကပဲနိုင်ငံရေးစီးပွားရေးနယ်ပယ်တွေထဲမှာဒီအတိုင်းပဲအထက်အောက်တန်းတူပြောဆိုဆွေးနွေးနိုင်ပါတယ်။လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်စောရကတက်ခွင့်နဲ့တီထွင်ဖန်တီးခွင့်တို့ကိုအစ္စရေးလူမှုအတိုင်းအဝန်ကဖန်တီးထားပါတယ်။ဒီလိုရဲတင်းပွန်လင်းတဲ့ဒလေးစရိုက်မျိုးကိုအစ္စရေးနိုင်ငံမှာ hotspot လို့ခေါ်ဆိုပါတယ်။အဲ့ဒီလိုသားသမီးကနေဖခင်အထိအောက်ခြေအလုပ်သမားကနေအလုပ်ပိုင်ရှင်အထိအရက်သူအရက်သားကနေအုပ်ချုပ်ရေးမှုအထိအုပ်ချုပ်ရေးမှုကနေနိုင်ငံတော်အဆင့်လူကြီးများအထိတာမန်တပ်သားကနေအဆင့်မြင့်အရာရှိတွေအထိပုံမွင့်လင်းလင်းထောက်ပြဝေဖန်အကြံဉာဏ်တွေပေးလို့ရပါတယ်။ဒီအချက်ဟာတခြားနိုင်ငံရဲ့စံချိန်စံနှုန်းနဲ့သွေးဖီးနေတဲ့အစ္စရေးလူမျိုးတွေရဲ့ယဉ်ကျေးမှုတရက်အဖြစ်တည်ရှိနေပါတယ်။ဒီလိုအထက်အောက်ထောက်ပြဝေဖန်နိုင်ခြင်းဟာကောင်းမွန်တဲ့အယူဆလို့ထင်မြင်ပါတယ်။ဥပမာပြောရရင်လူတစ်ယောက်ရဲ့အသိဉာဏ်ဟာသူဖြတ်တန်းလာခဲ့ရတဲ့ခေတ်စနစ်ပညာရေးအတွေးခေါ်တွေပေါ်မူတည်ပြီးတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေအမြဲတမ်းမချမှတ်နိုင်ပါဘူး။ဒီတော့လူကြီးတွေကအသိအမြင်အတွေ့အကြုံပိုများနိုင်တယ်လို့ဒီဘက်ခေတ်လူငယ်တွေကလည်းစာပေနည်းပညာဘဝတုဒ္ဓပိုင်းမှာမခေကြတော့လူငယ်တွေရဲ့တွေးခေါ်ပုံတွေကိုအထက်လူကြီးတွေအနေနဲ့လက်ခံနားထောင်ပေးပြီးတော့အကြံဉာဏ်ကောင်းတွေပေါင်းဆက်ကကိုယ်နယ်ပယ်လိုက်တိုးတက်ဖွံ့ဖြိုးမှုတွေရယူနိုင်မယ်လို့ထင်ပါတယ်။အစ္စရေးစစ်တပ်ထဲမှာလည်းတပ်သားတိုင်းဟာသူတို့အထက်ကခေါင်းဆောင်တွေကိုမဲပေးပြီးတော့ဖြုတ်ချခွင့်ရှိပါတယ်။အစ္စရေးလူမှုအဖွဲ့အစည်းမှာလည်းစစ်တပ်ထဲမှာလိုပဲအထက်အောက်မခွဲခြားတဲ့ဒလိစရိုက်ဟာခိုင်ခိုင်မြဲမြဲအမြင့်တွယ်နေပါတယ်။ပါမောက္ခတွေရဲ့ចောင်းသားတွေရဲ့အမြင်ကိုလေးစားကြတယ်လို့အလုပ်ရှင်ကလည်းအလုပ်သမားတွေရဲ့ထင်မြင်ယူဆချက်ကိုဂရုပြုကြပါတယ်။နယ်ပယ်ကဏ္ဍအသီးသီးမှာလူတိုင်းဟာဒန်းတူညီမျှပြောဆိုဆက်သွယ်နိုင်စွမ်းအားကောင်းလာတဲ့အတွက်ကြောင့်အစ္စရေးဟာကမ္ဘာပေါ်မှာအဆင့်တန်းခွဲခြားမှုအနည်းဆုံးနိုင်ငံတစ်ခုအဖြစ်ရပ်တည်နေပါတယ်။ဒီအချက်ဟာအစ္စရေးနိုင်ငံရဲ့တီထွင်ဖန်တီးမှုအားကောင်းလာခြင်းရဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။စီးပွားရေးလောကမှာအောင်မြင်မှုရဖို့အဓိကအချက်ကတော့အဆက်အသွယ်ကောင်းတွေရှိဖို့လိုအပ်တယ်ဆိုတာပါပဲ။အစ္စရေးနိုင်ငံမှာတော့တယောက်နဲ့တယောက်နေရာဒေသတစ်ခုနဲ့တစ်ခုအဆက်အသွယ်ရဖို့ခက်ခဲလိုက်ရှာနေစရာမလိုပါဘူး။အစ္စရေးဟာသိငယ်တဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့လူတိုင်းကလည်းစစ်တပ်ထဲမှာတာဝန်ထမ်းဆောင်မှုတာကြောင့်ရင်းရင်းနှီးနှီးတွေ့ဆုံမှုကြပြီးတော့နိုင်ငံအနှံ့မှာအဆက်အသွယ်ကွန်ရက်တွေတိစောက်ပြီးသားဖြစ်နေပါတယ်။အစ္စရေးလူမျိုးတွေရဲ့ကောင်းမွန်တဲ့ယဉ်ကျေးမှုတစ်ခုကတော့အရှုံးတွေကိုလက်ခံပေးနိုင်တဲ့စိတ်သက်ပါပဲ။အစ္စရေးရဲ့လူမှုပတ်ဝန်းကျင်နဲ့လုပ်ငန်းခွင်တွေမှာရှုံးနိမ့်မှုကိုမှားယွင်းမှုလို့မယူဆပါဘူး။တန်ဖိုးရှိတဲ့အတွေ့အကြုံတစ်ခုလို့သာခံယူထားပါတယ်။ရှုံးနိမ့်မှုတိုင်းဟာသင်ခန်းစာယူစရာတွေရှိတယ်လို့အစ္စရေးတွေကယူဆထားကြပြီးတော့မအောင်မြင်တဲ့ idea တစ်ခုဟာနောက်လာမယ့်အောင်မြင်တဲ့လုပ်ငန်းတစ်ခုအတွက်အခြေခံအုတ်မြစ်ဖြစ်တယ်လို့လည်းယုံကြည်ထားကြပါတယ်။ရဲတွေရဲလုပ်ပြီးတော့ရဲကြာရှုံးနိုင်စွမ်းရှိအောင်အားပေးထားတဲ့ဒီယဉ်ကျေးမှုဟာနယ်ပယ်စုံမှာအစ္စရေးနိုင်ငံသားပါရမီရှင်တွေကိုပေါ်ထွက်လာစေခဲ့တဲ့အဓိကအကြောင်းရင်းလို့ဆိုရမှာပါ။ဒီယဉ်ကျေးမှုကြောင့်ပဲတီထွင်ဖန်တီးနိုင်စွမ်းအားရှိတဲ့ကုမ္ပဏီပေါင်းများစွာထွက်ပေါ်လာခဲ့ပြီးတော့အစ္စရေးဟာစွန့်ဦးတီထွင်သူတွေနဲ့ယင်းနှိမ့်မြုံနှံသူတွေအတွက်ရွေးချယ်စရာအကောင်းဆုံးအရှေ့လေပိုင်းနိုင်ငံတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ဒါပေမဲ့စွန့်ဦးတီထွင်မှုနဲ့ယင်းနှိမ့်မြုံနှံမှုတွေလုပ်ရမှာရဲရဲမှုရှိုံနဲ့တော့မရပါဘူး။အစင်းမြင့်တဲ့ပညာရည်ချင်းရှိဖို့လည်းလိုအပ်ပါတယ်။ပညာမရှိဘဲရဲရဲမှုသာရှိမယ်ဆိုရင်ယူသွမှုနဲ့သာအဆုံးသတ်သွားရပါလိမ့်မယ်။အစ္စရေးလူမျိုးတွေဟာလူသားအရေးမြစ်ပေါ်မှာပညာရေးရဲ့အရေးပါပုံကိုကောင်းကောင်းသဘောပေါက်တဲ့နိုင်ငံဖြစ်ပါတယ်။စစ်တမ်းတွေအရအစ္စရေးနို
နိုင်ငံသား45ရာခိုင်နှုန်းဟာတက္ကသိုလ်တစ်ခုခုကနေဘွဲရရှိကြသူတွေဖြစ်ပါတယ်ဒီလိုမြင်မာတဲ့ပညာရေးကပဲအစ္စရေးကိုကမ္ဘာအဆင့်အောင်မြင်မှုတွေရအောင်တွန်းပို့ပေးနေပါတယ်အစ္စရေးမှာအသက်19နှစ်ပြည့်ပြီးတဲ့လူငယ်တိုင်းဟာအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ရဲ့တပ်သားစုဆောင်းရေးတွေကိုသတင်းပို့ကြရပါတယ်တခြားနိုင်ငံကအခြေခံပညာအထက်တန်းဆင့်ပြီးမြောက်ပြီးတဲ့လူငယ်တွေဟာဘယ်တက္ကသိုလ်တက်ခွင့်ရမလဲဆိုတာစိတ်လှုပ်ရှားနေချိန်မှာအစ္စရေးရဲ့လူငယ်တွေကတော့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ဘယ်ဌာနမှာတာဝန်ထမ်းဆောင်ခွင့်ရမလဲဆိုတာကိုပဲစိတ်လှုပ်ရှားကြပါတယ်အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဟာထူးချွန်တဲ့တပ်သားတွေကိုတက္ကသိုလ်သင်ရိုးတွေထက်ပုံမအဆင့်မြင့်တဲ့ပညာရပ်တွေကိုလေ့ကျင့်သင်ကြားပေးလေ့ရှိပါတယ်လုပ်ငန်းခွင်အင်တာဗျူးတွေမှာလည်းဘယ်ကျောင်းကဘွဲရခဲ့လဲဆိုတာသိမမေ့ပဲနဲ့ဘယ်ဌာနမှာစစ်မှုထမ်းခဲ့တယ်လဲဆိုတာကိုပဲအရင်မေးလေ့ရှိပါတယ်အစ္စရေးလူမျိုးတွေဟာစင်ဆက်မပြတ်တီထွင်ကြံစားတတ်တဲ့အကျင့်စရိုက်ရှိသူတွေဖြစ်ပါတယ်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုစတင်နိုင်ဖို့ဆိုရင်မတူညီတဲ့နယ်ပယ်စုံကတီထွင်မှုတွေကိုပေါင်းစပ်နိုင်ဖို့လိုအပ်ပါတယ်ဥပမာအစ္စရေးနိုင်ငံလို့ဖေးကန်လို့ခေါ်တဲ့ဆေးဘက်ဆိုင်ရာကင်မရာလေးတွေဟာဆေးတောင်တစ်တောင်ရဲ့အရွယ်အစားလောက်သာရှိပြီးတော့ဦးလန်းချောင်းတစ်လျှောက်ကပုံရိပ်တွေကိုမှတ်တမ်းတင်ပေးနိုင်တဲ့ကင်မရာအသေးစားလေးတွေဖြစ်ပါတယ်2018ခုနှစ်တုန်းကဆိုရင်ဒီကင်မရာတွေကိုအလုံးရေ9သိန်းလောက်ထိရောင်းချခဲ့ရတယ်လို့သိရပါတယ်ဒီဖေးကန်လေးတွေမှာအသုံးပြုထားတဲ့ပုံရိပ်နည်းပညာဟာဒုံးကျည်ထိပ်ဘူးတွေမှာပြစ်မှတ်ရှာဖို့အသုံးတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်ဒါဟာအစ္စရေးရဲ့မတူညီတဲ့နယ်ပယ်စုံကနည်းပညာတွေကိုရောရှက်ပြီးတော့အောင်မြင်မှုရခဲ့တဲ့ထုတ်ကုန်တွေကဥပမာတစ်ခုဖြစ်ပါတယ်နိုင်ငံတစ်ခုရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်အဲ့ဒီနိုင်ငံအစိုးရရဲ့အားပေးထောက်ပံ့မှုတွေလိုအပ်တာပါပဲအစ္စရေးနိုင်ငံမှာတော့အစိုးရဟာစီးပွားရေးအပေါ်မှာငွေကြေးနဲ့မူဝါဒပိုင်းဆိုင်ရာထောက်ပံ့မှုတွေမပြတ်ပြုလုပ်ခဲ့ပါတယ်1988ခုနှစ်နဲ့1992ခုနှစ်တွေကြားမှာအစ္စရေးရဲ့နည်းပညာကုမ္ပဏီအသစ်တွေတည်ထောင်မှုဟာ3ဆအထိမြင့်တက်လာခဲ့ပြီးတော့ရန်ပုံငွေပြတ်တောက်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်ဒါကြောင့်အစိုးရဟာကုမ္ပဏီတွေကိုထောက်ပံ့မှုအစီအစဉ်တွေရေးဆွဲခဲ့ပြီးနိုင်ငံရေးခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာအောင်လဲကြိုးပမ်းပေးခဲ့ပါတယ်1992ခုနှစ်မှာအစ္စရေးအစိုးရဟာနိုင်ငံအတွင်းကစင်ဦးတီထွင်ကုမ္ပဏီတွေမှာအမေရိကန်ဒေါ်လာတန်း100ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ခဲ့ပါတယ်တကယ်လို့အဲ့ဒီကုမ္ပဏီတွေဟာသူတို့ရဲ့ project တွေမအောင်မြင်ခဲ့ဘူးဆိုရင်အစိုးရကိုပတ်စံပြန်ပေးစရာမလိုပါဘူးဒါပေမဲ့အောင်မြင်ခဲ့ရင်တော့ချေးထားတဲ့ငွေတွေကိုပြန်ဆက်ရမယ်အပြင်နှစ်စဉ်အမြတ်ငွေကိုပါခွဲပေးရမှာဖြစ်ပါတယ်အစပိုင်းမှာတော့အစိုးရဟာသူတို့ရဲ့ချေးငွေအတွက်ကုမ္ပဏီရှယ်ယာ40ရာခိုင်နှုန်းကိုယူပါမယ်ဒါပေမဲ့နောက်ပိုင်းမှာ project ကဆက်ပြီးလည်ပတ်လာနိုင်ပြီဆိုရင်ဒီရှယ်ယာတွေကိုအစိုးရစီကနေဈေးသက်သာနဲ့ပြန်လည်ဝယ်ယူခွင့်ရှိပါတယ်သဘောကတော့အစိုးရကလုပ်ငန်းအစပိုင်းမှာရင်ဆိုင်ရမယ့်စွန့်စားမှုတွေကိုမျှခံပေးထားပြီးတော့ရေရှည်အကျိုးမြတ်ကိုတော့လုပ်ငန်းရှင်တွေကအပြည့်အဝခံစားရမယ့်သဘောဖြစ်ပါတယ်ဒီလိုအစိုးရရဲ့စွန့်ဦးတီထွင်လုပ်ငန်းတွေမှာရင်းနှီးထောက်ပံ့မှုဟာအကြီးအကျယ်အောင်မြင်ခဲ့ပြီးတော့အဲ့ဒီကုမ္ပဏီတွေတဲကအခု20လောက်ဟာ Nasdaq Stock Exchange မှာစည်ရင်းသွင်းနိုင်ခဲ့ပါတယ်။ Israel ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ share တန်ဖိုးဟာလည်း1990ခုနှစ်ကအမေရိကန်ဒေါ်လာ45သန်းလောက်ပဲရှိခဲ့ရာကနေ2000ခုနှစ်အရောက်မှာတော့အမေရိကန်ဒေါ်လာ1.8ဘီလီယံအထိရှိလာတာကိုတွေ့ရပါတယ်။ဒါဟာဆယ်စုနှစ်တစ်ခုအတွင်းမှာရင်းနှီးမြှုပ်နှံမှုပမာဏအဆ60လောက်ပိုများလာတဲ့သဘောဖြစ်ပါတယ်။ Israel အစိုးရအဆက်ဆက်ရဲ့ဒီလိုမူဝါဒတွေကြောင့်ပဲ Israel စီးပွားရေးဟာတိုးတက်မှုလမ်းကြောင်းအပေါ်လျှင်မြန်မြန်ရောက်ရှိလာခဲ့ပြီးတော့သိပ္ပံနဲ့နည်းပညာကဏ္ဍဟာလည်းအကြီးအကျယ်ထောင်တက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ရှေ့လေပိုင်းဒေသအာရပ်နိုင်ငံတွေကြားကထိကျန်နိုင်ငံငယ်လေးဖြစ်တဲ့ Israel နိုင်ငံဟာနိုင်ငံတည်ထောင်ခဲ့တဲ့1948ခုနှစ်ကစလို့တယံဇာတာလည်းမရှိရာသီဥတုလည်းမကောင်းတဲ့အပြင်မြေစီမြေဩဇာလည်းညံဖြစ်တဲ့နိုင်ငံတစ်ခုကနေကမ္ဘာပေါ်မှာနည်းပညာနဲ့ဆိုင်တဲ့တီထွင်ဖန်တီးမှုတွေအားကောင်းလာခဲ့ပြီးတော့လူသားအရင်းမြစ်နဲ့နိုင်ငံစီးပွားရေးအောင်မြင်မှုတွေအကြောင်းကိုဒီဗီဒီယိုမှာပရိသတ်တွေဘူးတုဒရဝယ်တင်ဆက်ပေးလိုက်ရပါတယ်။နားဆင်သူစာဖတ်ပရိသတ်များရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။